နေဝင်းမြင့်တို့12သားပစိုးမရှိဘူးပစိုးမရှိဘူးဆိုတော့ဘောင်းမရှိတယ်မထင်နဲ့ဘောင်းမှုလည်းမရှိဘူးဟာဒါဖြင့်ဘယ်လိုနေတော့ဟာကျွန်တော်တို့12သား17နှစ်သားကျွန်တော်တို့ရွာမှာယူနီဖောင်းကတစ်မျိုးတည်းပဲဘာယူနီဖောင်းတော့အကုန်ငေါက်တောက်ကြီးပဲဘယ်သူမှရှက်เสียမရှိဘူးငေါက်တောက်ပဲငေါက်တောက်ရှက်သလားရှက်ရင်ပစိုးရှာလေးမရှိဘူးအဖေတော်တစ်ထဲရှိတာအဲ့တစ်ထဲက3ပေါက်လောက်ပေါက်နေလှဲ့လို့မရဘူးနောက်ဆုံးတော့ကာမစကားဒီတိုင်းနေရတာပစိုးနာမယ်ကကာမစကားပစိုးလှဲ့လို့မရတော့အင်းကြီးနေဝင်းမြင့်တို့10နှစ်သားတရွာလုံးကကလေးတွေစုလိုက်ဘောလုံးကွင်းထဲမှာစစ်လိုက်40ရာခိုင်နှုန်းအင်ဂျီမရှိဘူးကျောင်းကဘယ်လိုတက်တော့ဒီတိုင်းတက်တာပဲကျောင်းကြီးလည်းတစ်ထဲရှိတာ